အားလုံးပဲမင်္ဂလာပါ Learning English ကိုထက်ကနေမှကြိုဆိုပါရစေအဲ့တော့ကျွန်တော်ဒီနေ့အင်္ဂလိပ်စာကိုစပြီးတော့လုံးတကမ်းမသိတဲ့သူကနေစလေ့လာမဲ့လူတွေတော့ကျွန်တော်ဒီ basic grammar ဘိုင်းကိုအနေချင်းဝင်ပေးတာဖြစ်ပါမယ်ဒါဒီကျွန်တော် part 1ဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာကို for skill ပဲလေ့လာ grammar ဘိုင်းကိုပဲ specialist ပဲလေ့လာကျွန်တော်ဒီ 8 part of speech ကိုကျွန်တော်မဖြစ်မနေသိရမှာဖြစ်ပါတယ်အဲ့ part of speech ဒီကျွန်တော်တို့ဝါစဉ်က10မျိုးဖြစ်ပါတယ်နော်ဝါစဉ်က10မျိုးဆိုတာ grammar ရဲ့အခြေခံလည်းဖြစ်ပါတယ်အဲ့တော့ number 1မှာဆိုရင်ကျွန်တော်တို့ဒီ nouns ဖြစ်ပါတယ်နာမ်များကိုပြောတာပါနာမ်ဆိုတာတူဆိုင်နာမ်များဆိုင်နာမ်စသည်ဖြင့်ကျွန်တော်တို့မြန်မာတရားမှာလည်းကျွန်တော်တို့ပါတယ်နော်number 2ဒီ pronoun နာမ်စားသုံးတာလည်းဖြစ်ပါတယ်တင်မင်းနင်သူငါစသည်ဖြစ်ပေါ့နော်number 3ဒီ verb တွေဖြစ်ပါတယ်ဒီ verb တွေကကျွန်တော်တို့အင်္ဂလိပ်စာပြောတဲ့အချိန်မှာ sentence တွေပြောတဲ့အချိန်မှာအင်မတန်အရေးကြီးပါတယ်နော် number 4ဒီကျွန်တော်တို့ဒီ adjective ဖြစ်ပါတယ်နာမဝိသေသနဖြစ်ပါတယ်နာမဝိသေသနဒီကျွန်တော်တို့ဒီသူ့ရဲ့နောက်မှာရှိတဲ့ကျွန်တော်တို့ noun တွေနော်ဒီဥစ္စာကိုကျွန်တော်တို့ကပို့ပြီးတော့၄နှစ်လောက်သုံးတာဖြစ်ပါတယ်နောက်တစ်ခုလည်း adverb ဖြစ်ပါတယ်သူက adjective ကော verb ကော adverb စသည်ဖြင့်သူဒီ၄နှစ်အောင်လုပ်ပေးတာဖြစ်ပါတယ် verb ကိုပို့ပြီး၄နှစ်အောင်လုပ်ပေးတာပေါ့ကရိယာဝိသေသနဆိုနော်နောက် number 6ဒီ preposition ဖြစ်ပါတယ်နေရာပြဖို့ပါတယ်နေရာပြပုတ်တစ်ခုဖြစ်ပါတယ်ဘယ်နေရာမှာလဲဘယ်အချိန်မှာလဲဘယ်သူဘယ်နားလေးမှာတော့အပေါ်မှာလားအောက်မှာလားစသည်ဖြင့်အဲ့လိုနေရာပြောတာဖြစ်ပါတယ်number 7ဒီ conjunction ဖြစ်ပါတယ်စကားဆက်တွေတော့ပြောတာဖြစ်ပါတယ်number 8ဒီ interjection အမေလေးဖြစ်ပါတယ်သူဒီအင်္ဂလိပ်စာမှာဆိုရင်ကျွန်တော် exclamation mark တွေနဲ့သုံးပါတယ်ဥပမာ wow လို့ပြောလိုက်တာ oh my god စသည်ဖြင့်เนาะသူစကားတစ်ခုမေးလိုက်တယ်ပေါ့เนาะ what do you usually do in this morning မင်းဒီနေ့မနက်မှာလို့ဆင်ပါလို့လဲပေါ့သူကမေးတယ်အဲ့လိုမေးတာမှမဟုတ်ဆိုရင်စဉ်းစားတာဖြစ်ကျွန်တော် hesitation ပေါ့နော်အဲ့လို speaking မှာတော့ hesitation ပေါ့ကျွန်တော် writing လို့ပါဥမှာဆိုရင် exclamation mark နဲ့ရေးတယ်ဥမာ hey nice in the morning စသည်ဖြင့်အဲ့ဆိုရင် I hey မှာကျွန်တော်တို့က story မှာရေးတာပဲဖြစ်ဖြစ်စာပိုက်တွေမှာရေးတာဖြစ် I hey ရဲ့နောက်မှာကျွန်တော် exclamation mark တွေထည့်ပဲအဲ့လို interjection အမေရိတ်အတန်တွေကိုကျွန်တော်ပြောရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ noun pronoun verb adjective adverb preposition conjunction interjection ကျွန်တော်ဒီမှာ10ခုရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုရင်ဒီ noun ဆိုတာဘယ်လိုຢာတွေကိုပြောရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အောက်ကဟာတွေကိုအကုန်ကျွန်တော်ဖြတ်လိုက်မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ noun ခန်းကိုဆက်သွားအောင်နော်နာမ်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောဖြစ်ပါတယ်nouns လို့ပြောတာเนาะဒီမှာnouns လို့ပြောတာနာမ်နေနဲ့ပတ်သက်အဲ့တော့နာမ်နေအောက်မှာဘယ်ຢာတွေပါလာလဲကျွန်တော်တို့စတယ်နော်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ကလူသားတွေပါမှာဥပမာ person ပဲဖြစ်ဖြစ်ပေါ့နော်စသည်ဖြင့် person human နော်လူသားတွေပေါ့နော်နောက်တစ်ခုကကျွန်တော်က animal တိရစ္ဆာန်တွေဖြစ်မယ်တိရစ္ဆာန်တွေဆိုတာဥပမာတိရစ္ဆာန်တွေဟိုဆိုကြပါစို့ကျွန်တော် elephant sin yan bear say duty goat say စသည်ဖြစ်ပေါ့နော်နောက်တစ်ခုကဘာလဲဆို things အရာတွေပါမယ်နော် things material ပစ္စည်းတွေပေါ့နော် material material ဆိုပြီးတော့ကျွန်တော် material ပစ္စည်းတွေပါမှာပေါ့ဥပမာဆိုကြပါစို့ book စာအုပ်နော်စာအုပ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ pencil ခဲတံဒါလည်းကျွန်တော်တို့ noun တွေပဲဖြစ်ပါတယ်နောက်တစ်ခုက animal ဒီ animal မှာဆိုရင်ကျွန်တော်တို့ကGOAT goat နောက်တစ်ခုက ANDN USA နောက် mongoose နော်ပြီးရင် elephant စင်စသည်ဖြင့်ပါမယ်နောက်တစ်ခုကဒီမှာ person မှာလူနာမည်တွေခေါ်တဲ့ဟာမျိုးတွေလည်းပါမယ်နာမည်ခေါ်တဲ့ဟာပါမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ doctor ဆရာဝန် UCD ဟော doctor အခုကျတော့ဒီမှာ teacher ဆရာမစသည်ဖြင့်နော်နောက်တစ်ခုကကျွန်တော်တို့က president သမ္မတစသည်ဖြင့်လူရမျိုးတွေကျွန်တော်ပါမယ်နောက်တစ်ခုကကျွန်တော်တို့စိတ်ဒဇနာမ်တွေရှိတယ်စိတ်ဒဇနာမ်တွေဆိုတော့ကျွန်တော်ဥမာknowledge တို့အတတ်ပညာတို့နော် idea တို့စသည်ဖြင့်နော် wisdom တို့အဲ့ဒါမျိုးလည်းရှိမယ်အဲ့တော့ဒီမှာကတော့ law ဒါ number 1 now number 2 now number 3 now အဲ့ဒီမှာ1 2 3ဒီမှာဆိုရင်
ပါဆန်နဲ့ပတ်သက်တဲ့ noun တွေရှိမယ်တရိษံနဲ့ပတ်သက်တဲ့ noun တွေရှိမယ်နောက်တစ်ခုကပစ္စည်းတွေရုပ်ဝတ္ထုပစ္စည်းနဲ့ပတ်သက်တဲ့ noun တွေကျွန်တော်တို့ရှိမှာဖြစ်ပါတယ်နော်နံပါတ်4ကိုတွားရအောင်ဒီတစ်ခွက်ကိုကျွန်တော်ဖြတ်လိုက်ဒီခွက်ကိုကျွန်တော်ဖြတ်လိုက်ဟုတ်ပြန်ဖြတ်လိုက်အဲ့တော့နောက်တစ်ခုဒီနံပါတ်4နံပါတ်4ဒီဘာလဲဆိုရင်ကျွန်တော်တို့က idea နဲ့ပတ်သက်တဲ့ဥစ္စာကိုပြောဖြစ်ပါတယ်နော် idea အယူဆတွေစိတ်ကူးစိတ်သန်းတွေနော်concept နော် concept ပြောနောက်ပြီးတော့ knowledge knowledge နောက်တစ်ခုဒီ wisdom နော် wisdom ကအသိပညာ knowledge ဒီအတတ်ပညာနော်အင်္ဂလိပ်တွေက education ကိုကျွန်တော်က2မျိုးခွဲပြီးပြောတယ်နော် knowledge ဒီအတတ်ပညာနော် general knowledge ဆိုရင်တော့ဘုဒ္ဓတာပေါ့နော်အတတ်ပညာ wisdom ဒီကျွန်တော်အသိပညာဆိုပြီးတော့အင်္ဂလိပ်တွေက education ကိုအခုလို့နှစ်ပိုင်းပိုင်းတာဖြစ်ပါတယ်အဲ့တော့ဒီလို idea နဲ့ပတ်သက်လို့ဆိုရင်လည်းသူလည်း noun ပဲဖြစ်ပါတယ်နော် wisdom တို့နော်ဒီလိုဟာမျိုးဆိုလည်းနောက်တစ်ခုကကြပါလဲဆိုတော့concept က knowledge က wisdom နံပါတ်4ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာနံပါတ်4ဒီ idea နဲ့ပဲနောက်တစ်ခုကနံပါတ်5ကကျွန်တော်တို့ကစိတ်ခံစားမှုပေါ့နော် feeling emotion စသည်ဖြစ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောမှာဖြစ်ပါတယ်အဲ့တော့ဒီမှာနံပါတ်5ဆိုရင်ကျွန်တော်တို့က feeling ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောတာဖြစ်ပါတယ်အဲ့မှာဆိုရင်ကျွန်တော်တို့ happiness 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 နော်နောက် sadness နော်one name မူ number 3နော် enjoy နော်ပျော်ရွှင်မှုစသည်ဖြင့်ဒီလိုကျွန်တော်တို့စိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒါ noun တွေဖြစ်ပါတယ်နော်တခြားဟာတွေလည်းကျွန်တော်တို့အများကြီးရှိသေးတယ်ပေါ့နော်တခြားဟာတွေလည်းကျွန်တော်တို့အများကြီးရှိသေးတယ်adjective တွေကို noun ပြောင်းလိုက်တဲ့ပုံစံပေါ့ဒီဥစ္စာတွေကနော်ဒီလိုနာမ်တွေဒီလိုမျိုးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ပထမနံပါတ်1ဒီကျွန်တော်တို့ person နဲ့ပြောတယ်နံပါတ်2ဒီ animal နဲ့ပတ်သက်တာပြောတယ်နံပါတ်3ဒီအရာဝတ္ထုပစ္စည်းနဲ့ပြောတာဖြစ်တယ်နံပါတ်4ဒီကျွန်တော်တို့ idea တွေ user တွေစိတ်ကူးစိတ်သန်းတွေနဲ့ပြောတာလဲ noun တွေပဲဖြစ်ပါတယ်နံပါတ်5ဒီကျွန်တော်တို့က feeling စိတ်ခံစားချက်တွေနဲ့ပတ်သက်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ noun တွေကိုကျွန်တော်တို့ကနော် noun တွေကိုကျွန်တော်တို့ကတကယ်တော့ခွဲခြားလိုက်မယ်ဆို noun တွေမှာမူရင်းအဖြစ် noun တွေမှာ countable noun ရယ် uncountable noun ရယ်ဆိုပြီးတော့မူရင်းအဖြစ်2မျိုးပဲရှိပါတယ်နံပါတ်1ဒီ countable noun နော်countable noun နံပါတ်1သူဒီရေတွက်၍ရတော့နာမ်များနော်တခုတစ်ကောင်တစ်ယောက်စသည်ဖြင့်ရေတွက်လို့ရတယ်နော်နံပါတ်2ဒီ uncountable noun နံပါတ်2ဒီ uncountable noun ဖြစ်ပါတယ် uncountable noun ဒီကျွန်တော်တို့ရေတွက်လို့မရတဲ့နာမ်တွေဖြစ်ပါတယ်ရေတွက်မရတော့နာမ်တွေဖြစ်ပါတယ်အဲ့တော့ရေတွက်မရတော့နာမ်တွေဆိုတော့ရေတွက်မရတော့နာမ်တွေဆိုဥမာ oil တို့ oil ဆိုရင်စီပေါ့နော်နောက် water ရေနောက် iron အဲ့လိုဟာမျိုးဆိုရင်ကျွန်တော်တို့ကရေတွက်လို့မရဘူးမှာ sand 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 milk milk ဒါမျိုးနွားနို့စသည်ဖြင့်နောက် sand sand တဲဒါမှမဟုတ်ဆိုရင်ကျွန်တော်ကရေတွက်မရတဲ့နာမ်တွေဆိုပြီးကျွန်တော်တို့ကသုံးတာပြောတယ် uncountable noun ရယ် countable noun ရယ်ဒါ noun တွေကိုကျွန်တော်တို့ကခွဲလိုက်တယ်နော် noun အားလုံးကိုကျွန်တော်ခွဲလိုက်ဒီ2မျိုးပဲရမယ် countable nouns က uncountable noun ရေတွက်လို့ရတဲ့ noun နဲ့ရေတွက်လို့မရတဲ့ noun တွေဆိုပြီးကျွန်တော်တို့ကနှစ်ခုပဲရမယ်နော်ဒီလိုမျိုးဒါသူ့ရဲ့ noun ရဲ့ဒါခွဲခြားလိုက်ရင်နံပါတ်1နဲ့နံပါတ်2ဒီနှစ်ခုပဲရှိမယ်နော်ဒီနှစ်ခုပဲရှိမယ်ဆောနာကကျွန်တော်ပြောတဲ့1 2 3 4 5 6person တို့ animal တို့ခွဲတာတော့ဒါကျွန်တော်တို့က noun တွေကိုမျိုးစိတ်လိုက်ကျွန်တော်တို့ကခွဲပြလိုက်ဒီဥစ္စာတော့မူရင်1နဲ့2ကိုကျွန်တော်ပြောတာဖြစ်ပါတယ်ဒါဒီဥစ္စာကိုလည်းကျွန်တော်ကအရင်ဆုံးသိအောင်လုပ်ရမှာပဲ uncountable noun လား countable noun လားဘာဖြစ်လဲဆိုတော့ကျွန်တော်က uncountable noun တွေရှိမှာ aan တို့ဒီရှိတယ်တော့ထည့်လို့မရဘူးဆိုကြပါလို့အဲ့ countable noun တွေရှိမှာဆိုထည့်လို့ရတခုတစ်ကောင်တစ်ယောက်စသည်ဖြင့်နော် a person လူသားတစ်ယောက် a human လူသားတစ်ယောက်စသည်ဖြင့်ပေါ့နော် a goat စိတ်တစ်ကောင် an elephant ဆင်တစ်ကောင်ဒီမှာဆိုရင်ကျွန်တော်ပြောင်းလို့ရအဲ့တော့ဒီဥစ္စာကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်
အဲ့တော့နောင်တွေကိုမူရင်းအဖြစ်နှစ်ပိုင်းခွဲလိုက်ပြီးကောင်းတဲ့နောင်နဲ့အန်ကောင်းတဲ့နောင်နဲ့ဆိုပြီးကျွန်တော်တို့ကနှစ်ခုခွဲလိုက်အခုဒီနေ့ကျွန်တော်စပြီးတော့ပြောမယ့်ဥစ္စာတော့ကျွန်တော်ဗာလဲဆိုရင်တဦးဆိုင်နံနဲ့အများဆိုင်နံအဲ့ဒီခွန်ဆွမ်းနာကရည်တွက်လို့ရတဲ့နောင်တွေကိုမှကျွန်တော်တို့ဒီရည်တွက်လို့ရတဲ့နောင်တွေကိုမှကျွန်တော်တို့ဒီနံပါတ်1နော်1ကောင်းတဲ့နောင်အဲ့ဒီလူရည်တွက်လို့ရတဲ့နောင်တွေကိုမှကျွန်တော်တို့ဒီတဦးတယောက်လားအများလားဆိုတာကိုအများဆိုင်နံလားတဦးဆိုင်နံလားဆိုတာကိုကျွန်တော်တို့ကပြောမှဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ဒီတဦးဆိုင်နံဒီကျွန်တော်တို့ဒီ proper noun ဒီ proper noun လို့ပြောရင် proper noun ဒီကျွန်တော်တို့ဒီတဦးဆိုင်နံဖြစ်ပါတယ်နော်တဦးဆိုင်နံဖြစ်ပါတယ်တဦးတယောက်တွက်ပဲတီးတန့်ထားတဲ့နာမည်ကိုကျွန်တော်ဒီ proper noun ဆိုပြီးကျွန်တော်တို့ပြောတာဖြစ်ပါတယ်တဦးတယောက်တွက်ပဲတီးတန့်သူ့အတွက်ပဲတီးတန့်ထားတာကျန်တဲ့ဥစ္စာမရှိဘူးเนาะကဘာမှာသူတစ်ခုပဲပြောချင်တာ proper noun အဲ proper noun တွေကဘယ်လိုလဲကျွန်တော်စမယ် example เนาะ example အားလုံးသိတယ်ရွှေတကုံဘိုးရာရွှေတကုံဘိုးရာဒီမြန်မာနိုင်ငံမှာကျွန်တော်တို့ဒီတစ်ခုပဲရှိတယ်နော်ကျန်တဲ့ city တွေအများကြီးရှိရွှေတကုံဘိုးရာဒီတစ်ခုပဲရှိနော်ဒါမျိုးဆိုရင်ကျွန်တော်တို့ဒီသူ့ကိုအကြီးနဲ့ကျွန်တော်တို့ရေးရနော် proper nouns တွေကိုရေးမယ်ဆိုရင်ကျွန်တော်တို့ဒီမှတ်ချက် capital letter ဆိုတာကျွန်တော်တို့ဒီစလုံးအကြီးနဲ့ပဲရေးရမယ်ဟိုမှာရွှေတကုံသူ့အသေးနဲ့ရေးလို့မရဘူးစလုံးအသေးဒီလိုအသေးနဲ့ no မရဘူးကျွန်တော်အကြီးနဲ့ပဲရေးရအနောက်နံပါတ်9နာမည်ပေးထားတဲ့နိုင်ငံတွေဥပမာနော် New York City YORK New York City မနာဝ New York City ကဘာမှာတစ်မျိုးပဲရှိတာနော်အမေရိကန်နိုင်ငံမှာရှိရဲ့ New York City အဲဆိုရင် New York City ဆိုရင်ဒီမှာအကြီးဒီမှာ New York အကြီးအဲ့လိုပဲကျွန်တော်ရေးရနော်နောက်တစ်ခုရေးမယ်နံပါတ်2ကျွန်တော်ဒီ Paris ပြင်သစ်နိုင်ငံရဲ့မြို့တော် Paris City ဒီမြို့တွေမှာဆိုရင်လည်းကျွန်တော်ဒီ P ကိုအကြီးနဲ့ရေးရနော်နောက်တစ်ခုသွားအောင်ဒီမှာနံပါတ်1 2ပြီးသွားရနော်ဒါ proper noun ကိုပြောတာဖြစ် proper အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က command noun ဖြစ်ပါတယ်နော် command noun ဆိုရင်ကျွန်တော်အများဆိုင်နံဖြစ်ပါတယ် command noun အများဆိုင်နံဆိုရင်ကျွန်တော်တို့က country မြို့တွေနိုင်ငံတွေပြီးတော့တရားတွေစသည်ဖြစ်ပြီးရင်နံပါတ်2မှာဆိုရင်ဒေါက်တာပါမယ်နောက်ပြီးကြတော့ TEACH က teacher ဆရာမ engineer စသည်ဖြစ်အဲ့လိုအများအတွက်သုံးတဲ့ဥစ္စာတွေကျွန်တော်တို့ပါလာမှာဥပမာဆိုဒေါက်တာဆိုရင်ဘယ်လိုဒေါက်တာတော့သူ့တမန်ဒေါက်တာကဘယ်သူတော့စသည်ဖြစ်ဆရာမဆိုဆရာမသူကဘယ်အကြောင်းဆရာမတော့အထက်တန်းပြလားလေတန်းပြလားတက္ကသိုလ် university လားစသည်ဖြစ်အဲ့လိုမျိုးကျွန်တော်ကသုံးတဲ့အများဆိုင်နေဖြစ်ပါတယ်နံပါတ်3ဒီ shopping mall နောက်ပြီးကြတော့ကမ်းခြေတွေနော်ကမ်းခြေတွေနောက်ပြီးကြတော့အဆောက်အဦတွေနေရာတွေပန်းခြံတွေဒါမျိုးတွေကိုသုံးတာဖြစ်ပါတယ်နော်ဒါကိုကျွန်တော်တို့က command noun အများဆိုင်နံဆိုပြီးပြောတာဆောနာကပြောတာဒီ proper noun ဒီတဦးဆိုင်နံဒီမှာဒီအများဆိုင်နံဒီကျွန်တော်တို့ဒီအားလုံးအတွက်ကျွန်တော်တို့ကပြောတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်သင်ခန်းစာကိုကျွန်တော်ဒီမှာတစ်ပိုင်းရန်နာပါမယ်နောက်ရက်တွေမှာကျွန်တော်တို့ဒီတခြားဒီပတ်ဝန်းမှာပဲကျွန်တော်တို့ကြံသေးတဲ့ဒီနောင်ခန်းတွေမှာအများကြီးကြံသေးတယ်ဒီနောင်ခန်းတွေကိုကျွန်တော်အသေးသေးရှင်းသွားမှာဖြစ်ပါတယ်အဲ့တော့ဖြည်းဖြည်းချင်းလေ့လာသွားပါတဖြည်းဖြည်းနဲ့နားလည်လာပါလိမ့်မယ်မရှိရင်လည်းကျွန်တော်ကိုပြန်ပြီးတော့ Messenger မှာဖြစ်ဖြစ် TikTok Messenger မှာဖြစ်ဖြစ် Viber မှာဖြစ်ကျွန်တော်ကိုလာပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်